ဟုတ်ကဲ့မင်္ဂလာပါခင်ဗျအခုဒီယွန်းတောင်းလမ်းပေါ်မှာတင်ထားတယ်ကျွန်တော်ယွန်းဘောပင်လေးတွေပါခင်ဗျနော်ဒီယွန်းဘောပင်လေးတွေကဒါကကျွန်တော်ယွန်းဘောပင်ခွက်ကလေးပါဗျာနော်ယွန်းဘောပင်ခွက်ကလေးပါဒါလေးကဝါးနဲ့ပြုလုပ်ထားတဲ့ယွန်းဘောပင်ခွက်ကလေးပါစပွဲတင်ပေါ့နော်စပွဲပေါ်မှာတင်ထားလို့အဆင်ပြေတဲ့ယွန်းဘောပင်ခွက်ကလေးပါဒီယွန်းဘောပင်ခွက်ကလေးထဲမှာကျွန်တော်ယွန်းဘောပင်လေးတွေကနေနံအလိုက်ဒီထဲမှာထည့်ထားတာပေါ့နော်အဲ့တော့ဒီကျွန်တော်တစ်ချောင်းချင်းစီဆွဲထုတ်ပြပါမယ်ခင်ဗျနော်ဘာနေနံလေးစထွက်လာမလဲဒါလေးကတနင်္ဂနွေနေနံဓမ္မများအတွက်နော်အပေါ်မှာတနင်္ဂနွေနန်းဆိုတဲ့စာလေးလည်းပါတယ်လို့သူ့ရဲ့တနင်္ဂနွေနန်းဂလုံရုပ်ကလေးတွေလည်းရေးထိုးထားပါတယ်ခင်ဗျာနော်ပြီးတော့ကျွန်တော်နောက်တစ်ချောင်းထုတ်ပါမယ်နောက်တစ်ချောင်းကဒါလေးတွေကဗုဒ္ဓဟူတာသမီများအတွက်ဒီမှာစာလေးလည်းပါပါတယ်နော်ဗုဒ္ဓဟူနန်းလို့ဒါလေးကစင်ရုပ်ကလေးတွေဖြစ်ပါတယ်ခင်ဗျာနော်နောက်တစ်ချောင်းထုတ်ပါမယ်နောက်တစ်ချောင်းကဒါလေးကကြာတာပရိသာသမီများအတွက်ဒါလေးကကြာတာပရိကြွက်ရုပ်ကလေးတွေပါနော်သူ့ရဲ့နိနံလေးတွေနဲ့အတူမိမိရဲ့နိနံအလိုက်အဆောင်လေးတွေဖြစ်ဆောင်ထားခြင်းနဲ့ဆိုလို့ရှိရင်အဆင်ပြေပါတယ်နော်ပြီးတော့နောက်တစ်ချောင်းထုတ်ပါမယ်နောက်တစ်ချောင်းကဘာဖြစ်မလဲဒါလေးကစနေနိနံသာသမီများအတွက်စနေနဂါးရုပ်ကလေးပါနော်အဲ့တော့စာလေးကလည်းပါပါတယ်စနေနံလို့ပါပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်နိနံအလိုက်ဒီဇိုင်းလေးတွေစုံလင်စွာဖြင့်ယွန်းဘောပင်လေးတွေမှာဒါလေးကယာဟုသားသမီးများအတွက်ယာဟုနံပါခင်ဗျာနော်အဲ့လိုမျိုးစုံလင်နဲ့ကျွန်တော်ဘောပင်လေးတွေမှာဒါလေးကဒါကတနင်းလာသားသမီးများအတွက်ဒါကကြားရုပ်ကလေးပါနော်ကြားရုပ်ကလေးပါအဲ့လိုမျိုးနော်နိနံအလိုက်မိမိစိတ်ကြိုက်နိနံအယုတ်ကလေးတွေနဲ့အမှားယူလို့လည်းရပါတယ်ခင်ဗျကျွန်တော်ဒီလိုဘောပင်ခွက်ကလေးလည်းကျွန်တော်စီမှာမှားယူလို့ရပါတယ်ဒီလိုလေးစပွဲတင်ဘောပင်ခွက်ကလေးလည်းနော်ကျွန်တော်ပို့ပြီဆိုလို့ရှိရင်ဒီလိုမျိုးအိတ်ကလေးနဲ့ကျွန်တော်ဒါ9ချောင်းကိုတစ်ထုပ်ကျွန်တော်အလူလေးတတ်တဲ့ရဲရကလေးပါဆယ်လေးထုတ်ပြီးတော့ပို့ပါတယ်ခင်ဗျာနော်လိုအပ်တဲ့မိတ်ဆွေများလည်းမိမိစိတ်ကြိုက်နေနံလေးတွေနဲ့ပဲဖြစ်စေနာမည်လေးတွေနဲ့ဖြစ်စေမှာယူလို့ရပါတယ်လိုအပ်တဲ့ဒီဇိုင်းကိုလိုအပ်တယ်လို့မှာယူလို့ရပါတယ်ခင်ဗျာနော်ကျေးဇူးတင်ပါတယ်